တောက်ကြနေဝေးသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျ။နောက်25ခုနှစ်မေလ21ရက်နေ့မှာတောက်ကြသားသမီးတွေကဘလို့ခံကြပါလေတဲ့ကြိုတွေ့ရမယ်ဆိုတာကိုတရက်တော့ဝဇရန်လေးဖတ်ကြပေးမှာဖြစ်ပါတယ်နော်။ကျွန်တော်တို့ဘာဆရာမင်းတွေကတည်းကဆရာမင်းဒုက္ခပဲဖြစ်ပါတယ်။မိတ်ဆွေတို့တောက်ကြသားသမီးပါရဲ့ကွန်မန့်လေးဝင်ခဲ့ပြီပေါ့နော်။အဲ့တော့မေလ21ရက်နေ့မှာတောက်ကြသားသမီးတွေကဘလို့ခံကြပါလေကြိုတွေ့ရနိုင်လေဆိုတော့တဲ့ဆက်တူလုပ်ထားတဲ့လုပ်ငန်းလေးတွေမှာအောင်မြင်တတ်ပါတယ်တဲ့။တောက်ကြသားသမီးတွေကတဲ့ဒီနေ့မှာဘာလို့အောင်မြင်နေတဲ့နေလေးဖြစ်မဲ့အစဉ်ပြေချုံးမွေ့နေတဲ့နေလေးဖြစ်ပါတယ်တဲ့။မမျော်လင့်ထားတဲ့လူတွေစီကနေလည်းအကူအညီရရှိနိုင်ပါတယ်တဲ့ဒီနေ့မှာနော်။မိမိကြံစီသမျှတွေမိမိလုပ်ကိုင်သမျှတွေဟာတဲ့မိမိဆောင်ရွက်သမျှတွေပြောသမျှတွေကဒီနေ့မှာအောင်မြင်နိုင်တဲ့နေလေးဖြစ်ပါတယ်တဲ့နော်။လူအများရဲ့အထင်ကြီးကြီးကိုလည်းခံရတတ်တယ်လူအများရဲ့ဂျာမှာနာမည်ကိုယ်ရင်းလေးကြော်စောတတ်ပါတယ်တဲ့နော်ဒီနေ့မှာကတရားရဲ့အထောက်ပံ့ကောင်းနေတဲ့နေလေးဖြစ်ပါတယ်တဲ့တောက်ကြတာအခြေနဲ့ပတ်သက်ပြီးတော့တောက်ကြသားသမီးတွေကဒီမှာတဲ့နော်ခြေရောအိမ်တော်ရောအလုံးကန်ကောင်းနေပြီဖြစ်ပါတယ်တဲ့ကျက်မိုင်းနဲ့ပတ်သက်ပြီးတော့လေဒီဟာတော့အခိုင်အမာမရှိပါဘူးတဲ့နော်ဒါကတော့တောက်ကြသားသမီးတွေတည့်တာပေါ်စရာလေးပဲဖြစ်ပါတယ်မိတ်ဆွေတို့တဲ့ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုလို့ရှိရင်အသေးလေးညှိပြီး share လေးလုပ်ခဲ့ပေးပါဦးနော် follow မလို့တဲ့မိတ်ဆွေများလည်း follow လေးလုပ်နော်အားလုံးနဲ့ကျေးဇူးတင်ပါတယ်နော်ကာစီတာဒုက္ခနဲ့ပြည့်စုံပါစေလို့ပြောဆိုပါတော့နော်ဟုတ်ဆက်ပါ